စွမ်းအားသုံးလိုက်ပါတယ်ပြီးတော့လက်ချောင်းလေးကိုအသာအရာတောက်လိုက်ပါတယ်မိန်းကလေးရဲ့ဘေးနားကမကောင်းတဲ့အငွေ့အသက်တွေစတင်ပျောက်ကွယ်သွားပါတယ်အားလုံးကအံ့အားသင့်စွာနဲ့ကြည့်နေကြပါတယ်သူမနေကောင်းသွားပြီလို့သူတို့ထင်နေချိန်မှာပဲသူမဟာဖျားနေတာမဟုတ်ပဲကျင်းစာတိုက်ခံထားရတာလို့ကျွန်တော်ပြောလိုက်ပါတယ်ကျွန်တော်သူမကိုရေထဲမှာထားပြီးကျင်းစာတွေကိုတန့်စင်ဖို့နက်ဖျားစွမ်းအားကိုအသုံးပြုခဲ့ပါတယ်မောင်မိုက်တဲ့စွမ်းအားတွေထွက်ပေါ်လာတဲ့အခါကျွန်တော်အဲ့ဒါကိုဖမ်းဆီးပြီးချက်ချင်းပျောက်ကွယ်သွားအောင်လုပ်လိုက်ပါတယ်ဒါပေမဲ့အခန်းပြင်ဘက်မှာတော့တန်တဲတွေကြီးထွားလာပြီးသူတို့အထဲကိုအတင်းဝင်ဖို့စူးစမ်းကြပါတယ်အဲ့ဒီမိန်းကလေးကကျွန်တော်သူမညီမကိုကယ်နိုင်မယ်လို့အခိုင်အမာယုံကြည်ပြီးသူတို့ကိုတားဆီးခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အဖေကတခြားသူတွေရဲ့တိုက်တွန်းမှုကြောင့်အထဲကိုအတင်းဝင်ဖို့ကျွမ်းကျင်သူတယောက်ကိုခေါ်လိုက်ပါတယ်ဒါပေမဲ့ဘယ်သူမှကျွန်တော်ရဲ့နက်ဖျားအကာအကွယ်ကိုမဖောက်ထွင်းနိုင်ခဲ့ပါဘူးသူတို့ထပ်ပြီးဝင်ဖို့ပြင်နေချိန်မှာပဲကျွန်တော်တကားဖွင့်ပြီးလူနာနေကောင်းသွားပြီလို့ကြေညာလိုက်ပါတယ်မိန်းကလေးကမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အချိန်အထိဘယ်သူမှမယုံကြည်ခဲ့ကြပါဘူးဒါကိုမြင်တော့ကျွန်တော်ထွက်ခွာဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီမိန်းကလေးကကျွန်တော်ကိုတားပါတယ်သူမဟာပေးထားတဲ့ဂတိအတိုင်းကျွန်တော်ကိုလက်ထပ်ဖို့ရည်ရထားပါတယ်ကျွန်တော်ချက်ချင်းညှင်းဆိုလိုက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်သူမညီမကိုကယ်ခဲ့တာဟာသူမရဲ့ကျင်နာမှုနဲ့မိသားစုအပေါ်ထားတဲ့ကိုကြိုးမဖက်တဲ့စိတ်ထားကြောင့်သာဖြစ်ပြီးတခြားဘယ်ရည်ချက်မှမရှိပါဘူးပြီးတော့ကျွန်တော်လက်ထွက်လာခဲ့ပါတယ်စစ်မှန်တဲ့ကျင်နာမှုဆိုတာအကျိုးမြတ်ကိုဘယ်တော့မှမတွက်ချက်ပါဘူးအကယ်လေးတင်တာကိုနှစ်သက်တယ်ဆိုရင် tab ရက်တော့လုပ်ဖို့မမေ့ပါနဲ့နောက်တစ်ခါမှာပို့ပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ကဘာရီစီခေါ်ဆောင်သွားပါဦးမယ်